ခံကွက်ကြီးအေးအဲ့ခံကွက်ကြီးကနေပြီးဖောက်ကြတာဗျာမြို့ကြီးရဲ့အဲ့ image ကိုလောက်တာအားလုံးမင်္ဂလာပါခင်ဗျာဒီဟာလေးကကျွန်တော်အဆာကီစာဟီဘီဟာရဲ့ဟိုပုံတရံကိုပြတာဗျာဒီဘက်ကဖန်ကွာဒီကောင်လေးကအမြုပ်ပေါ့နော်အဲ့ဒါလေးကိုပြထားဗျာတူကူဒါနာမည်ကြီးရဲ့ဟိုတယ်ပေါ့နော်ဟိုတယ်no building office ဒါ office ရုံးကြီးပေါ့ဗျအဲ့ဒီမျိုး company ပေါ့ဒီက company ရဲ့ပုံစံကိုပြထားတာနာမည်ကြီးပေါ့ဗျာဒါကတော့ tower တိုင်းတူတူ tower ပါခင်ဗျ sky tree ပါခင်ဗျဟုတ်ကဲ့အရှမ်းမိုက်တယ် sky tree ဒါလေးကတော့ကျွန်တော်တို့ဒါအမြင့်ဆုံးပေါ့ဗျာဒီမှာ sky tree ကျွန်တော်နိုင်ငံမှာဟုတ်အားလုံးစိတ်ဝင်စားလို့ကြည့်လို့ရအောင်လို့ကျွန်တော်ချက်ရိုက်ကြတာဖြစ်ပါတယ်ဒါတော့ဟိုပိုင်းညံတွေကဂျိုလူပုံစံမျိုးပေါ့ဗျာဒီပုံစံမျိုးအဲ့မှာတက်တယ်ဒါတော့ဆာကူရာဘန်ဒါတော့ဒီမိုလိုနဲ့တော့စစ်ကောင်ပေါ့တော့မယ်ဆိုရင်လုံးကြံထားတဲ့ဂျပန်တွေပေါ့နော်နောက်တာနော်ဘယ်လိုလဲနောက်ဂျာဘူးတန်လေးဂျပန်ပေါ့ဒီမိုလိုလေးဝယ်လို့ဒါတော့ဆာကူရာလေးတွေပေါ့နော်လူရောအများကြီးပါခင်ဗျာနိုင်တယ်ဒီမိုလေးကြော်စည်းလေပေါ့ဗျာအဲ့ဒါကျွန်တော်ခက်ဆောက်ရအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်နောက် vlog ကြရင်လည်းထပ်ပြီးတော့ like and subscribe လေးနဲ့ကျွန်တော်ကိုအားပေးကြပါဦးလို့ကျွန်တော်များနေပြောချင်ပါတယ်ခင်ဗျာ